မမွန်တို့ရဲ့ပြင်ဦးလွင်မြို့လေးပြောရမယ်ဆိုရင်တော့တောင်ပေါ်မြို့လေးပေါ့နော်ဒီတောင်ပေါ်မြို့လေးကဟိုးတုန်းကပြင်ဦးလွင်နဲ့မတူတော့ဘူးအရန်စီကားလာတယ်အရန်ဖွံ့ဖြိုးလာတယ်အရန်တိုးတက်လာတယ်အဲ့ဒီထဲမှာရက်ွက်ကြီးတွေကိုစီချလိုက်မယ်ဆိုရင်ရက်ွက်ကြီး9ရက်ွက်ကြီး6ဒီအရန်လူကြိုက်များတယ်ဘာလို့လဲဆိုတော့ကန်တော်ကြီးနဲ့ကန်တော်လေးကြားထဲမှာရှိတယ်ကောက်ကွင်းရှိတယ် VVIP ကြီးပဲနေတဲ့ရက်ွက်လို့ပြောလို့ရတယ်ပြီးတော့ဟိုးတုန်းကတည်းကရှိနေတဲ့မူလမြို့ဟောင်းလေးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကန်တော်ကြီးနဲ့ကန်တော်လေးကြားထဲမှာဈေးတန်းအရအရန်ကိုတန်တဲ့အင်တလုံးမမုံတွေ့ထားတယ်ပြီးအကျယ်က60ပတ်လည်ရှိပြီးတော့မှလေကန်တော်လေးကိုလမ်းလျှောက်သွားလို့ရတယ်ဒီကန်တော်လေးကံမောင်ကိုမနက်ဆိုရင်ကျမကြီးပါညာလမ်းလျှောက်သွားလို့ရတယ်ပြီးတော့ကန်တော်လေးကင်ဆိုင်နဲ့နီးရယ် Fee Restaurant နဲ့နီးရယ် Point Restaurant နဲ့နီးတယ် Gate Coffee ဆိုင်နေနဲ့နီးတဲ့ဒီအိမ်ပေါ့နော်ဒီအိမ်ကြီးက Modern Classic Design ကိုတိစောက်ထားတယ်ပြီးတော့ကျွန်းတွေကို share သုံးထားတဲ့ပြပြနစ်နစ်သုံးထားတဲ့ဒီအိမ်ကြီးကို32,000ခေါ်ထားတယ်အဲ့တော့32,000ညှိနှိုင်းနေရမယ်ဒီအိမ်မှာအဲ့တော့ဒီအိမ်ရက်မှာဘယ်လိုခန်းနာမှုတွေဘယ်လိုထဲပါမှုတွေဘယ်လို luxury ဆန်မှုတွေနဲ့ဘယ်လိုကျွန်းတွေကိုသုံးထားလဲဆိုတော့မမုံတို့တူတူကြည့်ကြမယ်ရှေ့မှာဆိုလို့ရှိရင်လည်းဝင်ဝင်ချင်းဒီနေရာမှာဆိုလို့ရှိရင်လည်းကားပါကင်ပါတယ်ဒါကတော့အိမ်ထဲဝင်ဝင်ချင်းမှာအိမ်ထဲဝင်ဝင်ချင်းဆိုလို့ရှိရင်လည်းဒါ living room ပေါ့နော်ပြီးတော့လေပရင်တကားတွေတိုင်းမှာလုံခြုံရေးတန်ပန်းတွေကအစားလေးလုံးဝဒီဇိုင်းထွင်ပြီးလုပ်ပေးထားတာပေါ့နော်ပြီးတော့ဒူပိတ်တွေဆိုလို့ရှိရင်လည်းအမြင့်ကြီးပဲတအိမ်လုံးဝကျွန်းတွေကို share သုံးပေးထားတဲ့အိမ်ဒီဇိုင်းပိုင်းဆိုင်ရာအပြည့်သုံးထားတဲ့အိမ်အဲ့တော့ဒီဇိုင်းကအဲ့လိုသုံးထားတယ်ဆိုတော့ quality ပိုင်းရောဆိုတော့ base quality ကလည်းလေလုံးဝကိုမလျော့ထားတဲ့အိမ်ပေါ့နော် structure design တွေကစတေချာလေးလုပ်ပေးထားတဲ့ဒီအိမ်မှာဒါဆိုလို့ရှိရင်ဒီအိမ်ကိုမမုံတို့ကြည့်ကြမယ်ဒီဘက်ချမ်းလေးကလေ kitchen နဲ့ dining room လေးလားဒါပေမဲ့ပစ္စည်းတွေရှိနေတဲ့အတွက်တော့မမုံအထဲထဲဝင်ပြလို့မရဘူးပေါ့နော် kitchen နဲ့ dining လေးကဒီလိုပုံစံလေးထားတာပေးတယ်ဒီဘက်ချမ်းလေးကတော့ master bedroom လေးဖြစ်ပါတယ်ရှင် master bedroom ရဲ့အခန်း area နဲ့ကလည်းကြကြလုံးလုံးရှိတယ်ပေါ့နော်အဲ့ပစ္စည်းထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်အိမ်ရှင်ကတော့အရင်တော့ကိုယ်တိုင်နေမယ်ဆိုရင်စိတ်ကူးတွေနဲ့တေချာလေးတော့ကိုယ့်ရဲ့စိတ်ကူးတိုင်းတေချာလေးတိဆောက်ထားတယ်လို့ပြောလို့ရတယ်ပြီးတော့ဒါဆိုလို့ရှိရင်လည်း master bedroom ရဲ့ bed and WC ပဲကျွေးပြားတွေအားစအပြည့်တက်ဆင်ပေးထားတယ်လို့ပြောလို့ရတဲ့အင်္ဂလိပ်ပါဒီဘက်ချမ်းဆိုလို့ရှိရင်ဒါ common bed and WC ပေါ့နော် common bed and WC လည်းကျဲတယ်သိလားပြီးတော့common bed and WC ရဲ့ဒီအဝင်ဝါးတွေမှာအစားလေး skirting လေးတွေသုံးတာအစားကျွန်းတွေသုံးတာပဲရဲ့တကယ်ရွက်တွေဆိုလဲကျွန်းပေါင်းသားတွေဆိုလဲနုဖတ်နေရပဲအဲ့ရထွက်လာမယ်ဆိုရင်ဒါ single ခန်းကတော့အရှင်ရဲ့ပစ္စည်းရှိနေတဲ့အတွက်မဖွင့်မပြတော့ဘူးပေါ့နော်ဒီမှာ panel ဘုတ်ဆိုလို့ရှိရင်လည်းတခြားလေးလုပ်ပေးထားတယ်ဒီအောက်မှာဆိုလို့ရှိရင်တော့ solar တွေ stabilizer တွေထားလို့ရအောင်လို့ဆိုပြီးတော့ spacing နေရာပါတယ်လှေကားဆိုလို့ရှိရင်လည်းဒီလိုလှေကား design တွေကအရန်ကိုလှတယ်ဒီလှေကားနဲ့တွေမျိုးတော်တော်ကိုကျွေးစင်းနေပြီလှေကားထိတ်မှတက်ထားတဲ့မီဇိုင်းရလည်းတကယ်ကို share ကြီးပဲအဲ့တော့မီဇိုင်းနဲ့လှေကားမှာသုံးထားတဲ့လက်ရန်တွေနဲ့ design တွေနဲ့တကယ်ကိုရမ်းမိုက်တယ်ဒါအပေါ်ထဲရောက်လာပြီဆိုလို့ရှိရင်ဒါအပေါ်ထဲရဲ့ဖျားကန် shrine နေရာ area လေးဖြစ်ပါတယ်ရှင်မမအပြင်ထွက်ပြပေးဦးမယ်ဒီလားသူ့လေဒီ main door အဝင်ထွက်တကားတွေဝါစားလေးကျွန်းနေနဲ့တေချာလေးလုပ်ပေးထားတာပေါ့နော်ဒါဝင်ချင်းဒီ main ဒီအပေါ်ထက် portico ကနေပြီးတော့ထွက်လိုက်တဲ့နေရာပြီးတော့အပေါ်တဲ့မျက်နှာချက်တွေမှာစားလေလှုပ်ထားတာပြီးတော့တကယ်ကိုမိုက်တယ်ပေါ့နော်အဲ့တော့ဖျားပန်းဒီပါညာလဲမဲ့ဆိုရင်ဒီဘက်ဝရဏာမှာထွက်လေလို့ရတယ်အဲ့ဒီဝရဏာကနေပြီးတော့မှဒီဘက်ချမ်းဆက်လာမယ်ဆိုလို့ရှိရင်ညနေဆောင်တငယ်ချင်းပါညာတွေနဲ့ထိုင်လို့ရမယ့်နေရာကွာညနေအေးဆေးဆေးကော်ဖီထိုင်တော့မယ်ချီးလို့ရတဲ့နေရာလေးတခုရှိတယ်ဝရဏာကစတကယ်ကိုအရန်မိုက်တယ်နားနေကြည့်လိုက်တယ်ဆိုလို့ရှိရင်လေဒီအပြင်ထွက်တဲ့နေရာမှာစကျိုးလိုင်းနေတခြားလေးသုံးမိတာတွေ့ရတယ်ပြီးတော့ဒီလိုင်းရဲ့လေဒီမျက်နှာချင်းဆိုင်မှာပေ30-60အကျယ်ကို38,000ညှိနှိုင်းဆိုတော့ဒီနားကဇီကွက်တွေကိုတွက်ကြည့်ရုံနဲ့ဒီအိမ်ကဘလောက်တန်လဲဆိုတာသိနိုင်တယ်ပေါ့နော်အခုဒီဘက်ချမ်းဆိုလို့ရှိရင်ဒီအိမ်ရဲ့ဒါ main master bedroom လို့ပြောလို့ရတယ်ပေါ့နော်ဒီအိမ်မှာလေအောက်ထပ်မှာက living room ပါမယ် master တခန်းပါမယ် single တခန်းပါမယ်kitchen နဲ့ dining ပါမယ် common bed and WC ပါမယ်အပေါ်တက်မှာကတော့စုစုပေါင်း master အခန်းကျယ်2ခန်းပါတယ်ပေါ့နော်ဒီဘက် master အခန်းကလည်းလေဝရဏာကိုထွက်လို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင် master အခန်းရဲ့ area ကမြင်တဲ့အတိုင်းပဲပေါ့နော်အဲ့တော့ပစ္စည်းထားမယ်ကရင်ထားမယ်ဝက်စားပြီးတော့ထားမယ်အကုန်အဆင်ပြေတယ်နောက်ပြီးတော့သူ့ရဲ့အားသာချက်ကဒါဆိုလို့ရှိရင်ဂျာကူစီဒီ master bedroom ရဲ့ bed and WC ဆိုလို့ရှိရင်ကြကြလုံးလုံးလေးနဲ့ဂျာကူစီအစလုံးဝသီးသန့်လေးထည့်ပေးထားတယ်ပြီးတော့ brine basin shower ကလည်းပစ္စည်းကောင်းတွေကြီးပဲသုံးပေးထားတယ်နောက်တစ်ခုကဒီဘက်ချမ်းအရန်ကြိုက်တာဒီဘက်ချမ်း dressing room ကလေတီးသားပါတယ် dressing room ကကျယ်ကြီးပဲအဲ့တော့မမလို့ဒီဘက်မှာဆိုလို့ရှိရင်ဝေစားပြီးတော့ဘာညာကုန်ထားလို့ရမယ် dressing room တီးသားပါတဲ့အတွက်ကြောင့်မလို့ master bedroom ရဲ့အခန်း area master bedroom လို့ခေါ်ထားတဲ့အကျယ်ဝန်းနဲ့တည်ရှိနေတဲ့ master bedroom လို့ပြောလို့ရတယ်ဒီဘက်ဆိုလို့ရှိရင်လည်းmaster bedroom ပဲဒါလေးလေဒီ master bedroom ထဲမှာလည်း dressing room ကတီးသားထပ်ပါသေးတယ်
အဲ့ရဲ့ idea ကအဲ့အချက်ကလေးတွေကစားတာကွာအဲ့တော့ဒါဆိုလို့ရှိရင် master bedroom ဒုတိယမြောက် master bedroom အပေါ်ထဲဒုတိယမြောက် master bedroom ပေါ့နော်ဒါ master bedroom ရဲ့ bed and WC ဖြစ်ပါတယ် exhaust fan တွေကအစ wall ceiling exhaust fan တွေကိုသုံးပြီးထားတယ်ဒီဘက်ကတော့ dressing room ဖြစ်ပါတယ်ရှင်အဲ့တော့ဒီအိမ်ကလေးရဲ့မှာကစုစုပေါင်းအိတ်ခန်းတွေကလည်းပါတယ်အိတ်ခန်းတွေကလည်းစုစုပေါင်း master bedroom 3ခန်းပါတယ် single တစ်ခန်းပါတယ်အဲ့တော့ဒီလိုနေရာချင်းမှာဒီလိုပေ60ပတ်လည်ကြီးနဲ့ဒီလို modern classic design ကြီးနဲ့ခန်းခန်းနာနာထဲထဲပေါ်ပေါ် luxury ဆန်ဆန်နေခြင်းနဲ့ဆိုလို့ရှိရင်မမုံရဲ့လိမိဖုန်းနံပါတ်399440609999လေးကိုဆက်သွယ်ဆောင်စမ်းပေးပါရှင်